နေပြီးတော့မှရှမ်းလျာဆက်ဆက်တူပူနွေးလေးစားချင်နေဆိုရင်ဒီဆိုင်လေးကိုတော့တင်ပါရနော်သူစီကတူပူနွေးလေးကလုံးဝကိုပြည့်ညက်နေပြီးတော့အရသာလေးအရန်ကောင်းပါရဲ့တပွဲမှာအများကြီးပါလို့ April ဆိုတော်စားယူလိုက်ရပါတယ်နက်ခင်းအေးလေးမှာတူပူနွေးကောင်းကောင်းလေးစားရတာရှမ်းပြည်ရောက်သွားတယ်လို့ခန်းစားရပါတယ်နော်တခြားရှမ်းရွရဟင်းထုပ်ဝတ်တချင်တွေလည်းရပါသေးရဲ့ရှင်တူပူကြော်လေးဆိုလေချွချွရွလေးနဲ့ပေးထားတဲ့အချင်းလေးကအသက်ပင်ဆိုင်လေးနာမည်ကရိုးရပါပပသီရီစော်ကြီးရှလန်းနဲ့ခေလန်းတောင်မှာရှိပါရဲ့ရှင်နေပြီးတော့ရောက်တိုင်းအမြဲတမ်းဝင်စားဖြစ်တဲ့ဆိုင်လေးကတော့ဒီ cafe tea bar ဆိုတဲ့ဆိုင်လေးပါရှင်ဆိုင်လေးထဲမှာထားရတဲ့ vibe လေးကအစားတကယ်တက်မိပါတယ်အဓိကကတော့သူစီက creamy soup လေးတွေကိုကြိုက်လို့အမြဲတမ်းရောက်တိုင်းစားဖြစ်ပါတယ် soup တပွဲမှာရင် garlic bread လေးနဲ့ချက်ပါပါတယ်ရှင်ဒီ mushroom soup လေးဆိုလို့ရှိရင်လည်းပြပြနှစ်ကလေးနဲ့အရင်တောက်လို့ကောင်းပါတယ် April ကတော့ဒီတစ်ခေါက် salmon and cabbage soup လေးပါမှာထားပါတယ်ရှင် mushroom soup လိုမျိုး cream base လေးကိုမှ salmon နဲ့ cabbage အဖက်လေးတွေပါပါတယ်ရှင် soup ပူစင်စင်လေးကို garlic bread လေးနဲ့တူစားရတာတကယ်ကိုစားလို့ကောင်းပါတယ်ရှင်သူစီက pasta spaghetti လေးတွေလည်းစားလို့ကောင်းပါတယ်ရှင်ဒါလေးကတော့ spicy garlic spaghetti လေးပါအီအစိမ်းမကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီလိုခင်းချင်ဒီ base နဲ့ master soup လေးတွေလည်းရပါတယ်ရှင်ဒါလေးကတော့တသက်ထမထားတဲ့ garlic bread လေးပါတပွဲမှာငါးချက်ပါပါတယ်ရန်ကုန်မှာလည်း cafe tea bar ဆိုင်လေးတွေရှိပါတယ်ရှင်နေပြည်တော်ရောက်မှတော့ဖြစ်လို့နေပြည်တော်က blog လေးတင်ပေးလိုက်ပါတယ်နော်နေပြည်တော်မှာကချင်စာကောင်းကောင်းလေးစားချင်နေဆိုရင်တော့ဒီဆိုင်လေးကိုသွားစားကြည့်သမားရှင်ဆိုင်ကုန်ဝင်လိုက်တာနဲ့ဒီလိုတဲ့အမြင့်လေးတွေစောက်ပေးထားတာအရန်ကိုချစ်ဖို့ကောင်းပါတယ်ရှင်ညူတွေအများကြီးရှိတဲ့ထဲမှာApril တို့ကကချင်ငါးပေါင်းကချင်သမင်းထောင်းနဲ့ကစွန်ပလင်းလေးတွေမှာစားခဲ့ပါတယ်ဒီကချင်ငါးပေါင်းလေးဆိုရင်တော်တော်လေးကိုစားလို့ကောင်းပါတယ်ရှင်အစားကားတပွဲပဲမှာထားတာကိုကြိုက်လို့နောက်တစ်ပွဲထပ်မှာလိုက်ရပါသေးတယ်ဖဖေမြများလေးနဲ့ဆိုတော့အနံလေးကလည်းလုံးဝမှုေးနေပြီးသွားတော့ငချင်းသားလေးကလည်းနူးဣနေရောငါးသားတဲ့အထိအရသာစိတ်ဝင်နေပြီးသွားတော့အနှစ်ကလေးကလည်းတော်တော်လေးစားလို့ကောင်းပါတယ်ရှင်ဒီဆိုင်ကိုသွားရင်ဒီမီနူးလေးမှာစားကြည့်ကြနော်ကချင်သမင်းထောင်းလေးဆိုလဲသမင်းလေးကိုလုံးဝစီးနေအောင်ထောင်းထားတာအရင်စားလို့ကောင်းပါတယ်ရှင် April တို့ကသမင်းစားနေတော့နှစ်ယောက်တပွဲစားခဲ့လိုက်ပါတယ်ကြက်သားဓမ္မမဟုတ်ဝတ်သားခင်လေးနဲ့ပါတွဲပေးထားတာပါတွဲစားဖို့ sauce လေးရှိပါသေးတယ်ရှင်အော်မေလို့ဆိုင်လေးနာမည်ကမလီခုပါပပတီရီမျိုးနယ်ထဲမှာရှိပါတယ်ရှင်နေပြည်တော်နဲ့ပြင်မနာတော်ဝိုင်မှာမလာရှန်ကောအခင် spicy set အထောင်းစုံနဲ့ရာသီပေါ် juice လေးတွေရတဲ့ဆိုင်လေးမှာသွားစားခဲ့ပါတယ်ရှင်တငယ်ချင်းမိသားစုတွေနဲ့တိတ်လို့ကောင်းမဲ့ street food တွေအစုံရတဲ့ဆိုင်လေးကတော့ juice point ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ရှင် April ကတော့မိသားစုနဲ့တည်ရင်အစုံကိုမှချလိုက်ပါပြီဒီလိုစုံစိနေအောင်ပါတဲ့ spicy ဘန်းလေးလည်းရပါသေးတယ်နော်အာလူကျော်ကျက်ဥလေးထမင်းလေးတွေလည်းပါတော့အကြိုက်မတူတဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်ရှင်အကင်ဆုံးလေးလေးရတော့ညနေပတ်မြည်ဖို့အတွက်ခွက်တီပါပဲဒါအသီးအရွက်အာလူမိုးကိုကျန်းညက်သက်ရခင်ခိုင်းလို့ရပါတယ်ရှင်အနက်လေးလေးမှုပြီးတော့အရသာလေးလည်းကောင်းပါတယ်ရှင်လူတိုင်းကြိုက်တဲ့မာလာရှန်ကောလေးလည်းမှတ်ထားပါသေးတယ်စီဖူတွေအသားလုံးတွေအစုံနဲ့ပွဲကြီးကလည်းအကြီးကြီးပါပဲ April ကြိုက်ဆုံးကတော့သူတို့ကိုယ်တိုင်စိုက်ထားတဲ့လက်ဆက်ဆက်အရွက်လေးတွေချပေးတာပါပဲရှင်ဒီလိုရေခဲခွက်လေးနဲ့ချပေးတာဆိုတော့လက်ဆက်ပြီးတော့ချိုးနေရောချင်းငယ်ဆက်အထောင်းလေးတွေကိုစလက်ရွက်လေးရဲ့မုန်းတီလေးရဲ့နဲ့တွဲစားလိုက်ရတာတကယ်ကိုစားကောင်းပါရဲ့ရှင်ပူပူဆက်ဆက်လေးမှာကြက်တဲ့သူတွေအတွက်လင်စာထောင်းတမောတိထောင်းအထောင်းဆုံးကိုရပါရဲ့ရှင်အခုလို strawberry ရသည်လေးဆိုဒီလို strawberry ဖြော်ရည်လေးတွေလည်းရပါသေးတယ်နော်တောက်လို့ကောင်းလို့ April ကတော့အကုန်ပြအောင်တောက်လိုက်ပါရဲ့ရှင်ကဲပေါ်တာတွေနဲ့သွားစားချင်နေပြီဆိုရင်တော့လိပ်စာလေးကဘူတောက်ထိန်လန်းနဲ့ချင်းစုနှစ်လန်းတောင်ပြင်မနာမြို့မှာရှိပါရဲ့ရှင်နေပြီးတော့မှဆက် level 7အထိမှလို့ရတဲ့ကိုရီးယားခောက်ဆွဲရီတာကိုယာကီတော့ပိုကီစားရဲ့မီနူးအဆောင်ရှိတဲ့ဆိုင်လေးမှာသွားစားကြရအောင်ဆိုင်လေးနာမည်ကတော့ Corino ပါဒီမှာကခေတ်စားတဲ့ကိုရီးယားခောက်ဆွဲကိုတော့ပင်အစုံနဲ့အဆက် level 6ကျရွေးပြီးတော့မစားလို့ရပါတယ်ရှင် April ကတော့ဝန်နိုင်ယူနဲ့ကို level 5နဲ့တောင်စားခဲ့ပါတယ်ရှင်အဆက်မစားနိုင်ရင် level 1လောက်စားလို့ရပါတယ်နော်တပွဲကိုအများကြီးပါပြီးတော့အသားတုံးတွေဆိုလဲအကြီးရွေအရေးအရသာပူပူဆက်ဆက်တိမိမိလေးကိုမှခောက်ဆွဲသားအလုံးကြီးရွေနဲ့ဆိုတော့တော်စားလို့ကောင်းပါတယ်ရှင်3လပိုင်းအကုန်အထိတနင်္လာအင်္ဂါဗုဒ္ဓဟူးနေ့တွေမှာခောက်ဆွဲပြုတ်နှစ်ပွဲဝင်ရင် peach tea လေးလက်ဆောင်ပေးမယ် promotion လေးလည်းရှိပါသေးရဲ့နော်နောက်ထပ်ကြိုက်မိရဲ့ menu လေးကတော့ဘီဘင်ပတ်လေးပါရှင်ရတာတကယ်ကောင်းပါတယ်ငြိုးလေးနဲ့ဆိုတော့ပူပူလေးနဲ့အောက်ကထမင်းကျိုးလေးတွေဆိုကျွတ်လေးကိုရီးယားစာချက်တဲ့သူတွေဆိုလည်းအကြိုက်ကြကြမှာပါရှင်ကဲပြောင်းသွားပါပြီရှင်ဒါလေးကတော့ထမထားတဲ့ kimchi လေးပါ heavy ရမစားချင်ရင်ပပtakoyaki kimbap cheese roll စားရဲ့ menu ပစ္စည်းလေးတွေလည်းအကုန်ရှိပါတယ် April တို့ကတော့ takoyaki တပုတ်ကီနဲ့ cheese လေးကြော်လေးမလိုက်ပါတယ် takoyaki တလုံးဆိုအကြီးတွေပိုင်းအပြည့်ပါပဲပူပူလေးစားရင်ပူစားကောင်းပါရဲ့ရှင် April ကတော့ခောက်ဆွဲအဆက်စားရင်အဆက်ဖြေဖို့တာကိုယာကီလေးကိုအမြဲမှဖြစ်ပါတယ်အချိုတေးဖို့အတွက် drink မျိုးစုံလည်းမလို့ရပါရဲ့ရှင် peach tea လေးဆိုရင်အရင်လေးမချိုးပဲနဲ့ကတွင်းရှင်းပြီးတော့တော်တောက်လို့ကောင်းပါတယ်လူငယ်တွေအကြိုက်ပပတီလေးတွေလည်းရပါတယ်နော် promotion လေးတွေလည်းရှိတော့သွားစားချင်နေဆိုရင်လိပ်စာလေးကတော့တောင်ညိုလန်းနဲ့နေပြီးတော့ကောင်းစီလန်းတောင်စီစဝါအဝိုင်း
အနီးစပူတီရီမြို့နယ်မှာရှိပါရဲ့ရှင်